ကျွန်တော်တို့အခုရှင်တန်နေထိုင်နေတဲ့ကဘာကြီးဟာတကယ်ပဲအစစ်မှန်လားဒါမှမဟုတ်ကွန်ပျူတာ program တစ်ခုလိုဖန်တီးထားတဲ့ simulation လောကတုတစ်ခုလားနာမည်ကြီး Matrix ရုပ်ရှင်တွေကလိုပဲတခါတလေမှလည်းကျွန်တော်တို့ရဲ့လက်တွေ့လောကကြီးတန်းမှာလည်းစင်ကြီးနှုံတရားနဲ့ရှင်းပြလို့မရတဲ့စနစ်ချွင်းချက်တွေဖြစ်ပေါ်တတ်ပါတယ်မျက်စိရှိတင်ပစ္စည်းတွေလိုပျောက်သွားတာအချိန်တွေပျောက်ဆုံးသွားတာဒါမှမဟုတ်တဘာဝနိယာမကိုစန့်ကျင်ပြီးရပ်တန့်နေတဲ့အရာတွေဒါတွေအားလုံးကို glitch in a matrix လို့ခေါ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့လူမှုကွန်ရက်ပေါ်မှာတုံလုံး6ချားစရာအကောင်းဆုံးဖြစ်ပျက်ခဲ့တဲ့လက်တွေ့ Matrix ချွင်းချက်အဖြစ်ပျက်3ခုကိုတိတိကျကျပြောပြပေးသွားမှာမို့လို့အဆုံးထိလိုက်ပါကြည့်ရှုအားပေးကြပါဦးဗျ Presented by Consunshar ပထမဆုံးဖြစ်ပျက်ကတော့ကဘာတွန်းကလူတော်တော်များများကိုယ်တိုင်ကြုံတွေ့ခဲ့ပြီးဖုန်းနံပါတ်မှတ်တမ်းတင်နိုင်ခဲ့တဲ့ရပ်တန့်နေတဲ့ကဘာ2023ခုနှစ်တုန်းကအမေရိကန်နိုင်ငံလမ်းမတစ်ခုပေါ်မှာမောင်းနေနေတဲ့ခီးတယ်တွေဟာထူးဆန်းတဲ့ຢာတစ်ခုကိုမြင်ခဲ့ရပါတယ်ကောင်းကင်မှာပြန်တန်းနေတဲ့ငှက်ကောင်ဟာတောင်ပန်လက်မခက်အောက်ကိုလည်းပြုံးမကျပဲလေထဲမှာ post နှိပ်ထားသလိုငြိမ်သက်ရက်တက်နေခဲ့တာပါဒါတင်မကပါဘူးတချို့ဒေတာတွေမှာလေပြန်ကြီးတွေဟာအင်ဂျင်တန်အကျယ်ကြီးနဲ့ကောင်းကင်မှာယူလျားခြင်းမရှိပဲရက်တက်နေတာကိုလူပေါင်းများစွာဗီဒီယိုရိုက်ပြခဲ့ကြပါတယ်သိပ္ပံပညာရှင်တွေကဒါဟာလီစီးကြောင့်ပြနိုင်မှုကြောင့်လို့ရှင်းပြပေမဲ့ဗီဒီယိုတဲကငှက်တွေရဲ့တောင်ပန်တွေကလေတိုက်လို့တောင်တုံကခြင်းမရှိတာဟာကွန်ပျူတာဂိမ်းတွေထဲမှာ screen lag ဖြစ်သွားတယ်လို့မျိုးကဘာကြီးရဲ့ graphics နဲ့ဟာခဏတာ error တက်သွားရတယ်ပို့တူနေပါတယ်ဒုတိယအဖြစ်အပျက်ကတော့ Reddit လူမှုကွန်ရက်ပေါ်မှာ glitch in a matrix community မှာအောက်ခြေအထိလောက်ခတ်သွားခဲ့တဲ့အဖြစ်အပျက်တစ်ခုပါကောင်လေးတယောက်ဟာသူလောက်ကနေအိမ်ကိုကောင်းမောင်းပြန်လာခဲ့ပါတယ်သူပြန်လာမှလမ်းကြောင်းကနေ့တိုင်းမောင်းနေကြမိနစ်20ပဲကြာတဲ့လမ်းပါည9နာရီမှာသူအလောက်ကထွက်လာပြီးကောင်းမောင်းလာခဲ့တဲ့လမ်းမှာထူးထူးခြားခြားဘာမှမဖြစ်ခဲ့ပဲအိမ်ရှိရောက်လို့ကားပေါ်ကဆင်းပြီးဖုန်းကိုကြည့်လိုက်တဲ့အချိန်မှာတော့သူကြောရိုးထဲထိအေးစိတ်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဖုန်းထဲကအချိန်ကညတကောင်12နာရီဖြစ်နေလို့ပါပဲမိနစ်20ပဲကြာမှလမ်းကြီးမှာ3နာရီဆိုတဲ့အချိန်ကဘယ်ပြောက်သွားတာလဲသူ့မှာကောင်းမောင်းလာတဲ့မှတ်ဉာဏ်ကလွဲလို့ဘာမှမရှိဘူးပိုထူးဆန်းတာကကားထဲကစီတိုင်ကိုစစ်ကြည့်လိုက်တော့လဲမိနစ်20စာပဲစီကုန်သွားတာပါသူဟာအချိန်ကာလရဲ့အကွဲကြောင်တိုင်းစလစ်ချက်ကိုညှက်သွားခဲ့တာလားဒါမှမဟုတ်ဘာကြီးရဲ့တိုင်းကလော့ကပဲသူ့အတွက်ကြော်သွားခဲ့တာလားနောက်ဆုံးနဲ့အချောက်ချားဆုံးဖြစ်ပျက်ကတော့ copy paste လူသားများအကြောင်းပါခီးတွားတရားဟာလေစစ်တစ်ခုရဲ့ coffee ဆိုင်မှာထိုင်နေရင် BJ Cat ဝဲကိုကြည့်လိုက်တဲ့အခါမှာသပင်ပုံစံအင်ကြီးအယောင်ဘောင်းမီနဲ့ဖက်နှက်အထိတသွေးမသိမ်းတူနေတဲ့လူနှစ်ယောက်ကို BJ Cat ထိုင်နေတာကိုတွေ့ခဲ့ရပါတယ်သူတို့ဟာအမာတွေမဟုတ်ကြတယ်လို့တယောက်နဲ့တယောက်လည်းသိပုံမရပါဘူးဒါတင်မကသေးပါဘူးတချို့ဆိုရင်မိမိကိုယ်တိုင်လမ်းလျှောက်သွားနေတာကိုတခြားတနေရာကနေလှမ်းမြင်လိုက်ရတဲ့ဖြစ်ပျက်တွေလည်းရှိပါတယ်ဒါတွေအားလုံးဟာစနစ်တစ်ခုတည်းမှာ data တွေ duplicate ဖြစ်သွားတဲ့အခါအခုလိုမျိုးလက်တွေ့လောကထဲမှာလည်းကိုယ်နဲ့ရုပ်ချင်းတူဝါစားတူတဲ့လူတွေကိုနေရာတစ်ခုတည်းမှာစုံပြည့်စေတတ်ပါတယ်ဒါဟာ Matrix ထဲကစနစ်ရဲ့အကြီးမားဆုံးအမှားယွင်းတစ်ခုပဲဖြစ်ပါတယ်ဒီလိုအဖြစ်အပျက်တွေကိုကြည့်ပြီးသိပ္ပံပညာရှင်တချို့ကတော့ဒါဟာမှတ်ဉာဏ်မှားယွင်းမှုသို့မဟုတ်အမြင်အာရုံလှည့်စားမှုလို့ပြောကြပေမဲ့ဤပညာလောကရဲ့ဘီရင် Elon Musk ကိုယ်တိုင်ကတော့ကျွန်တော်တို့ရဲ့ကဘာကြီးဟာ simulation asset မှန်ဖြစ်ဖို့ရာခိုင်နှုန်းတော်တော်များတယ်လို့ဝန်ခံထားပါတယ်ကဲမိတ်ဆွေတို့ကမိမိတို့ရဲ့လက်တွေ့ဘဝမှာအခုလိုရှင်းပြလို့မရတဲ့ထူးဆန်းတဲ့စနစ်ချွင်းချက်မျိုးကြုံမှုကြပါသလားကြုံမှုရင်အောက်က comment မှာဝေမျှပေးခဲ့ကြပါအောင်ဗီဒီယိုလေးကိုလည်းသဘောကျရင်ကျွန်တော်တို့ရဲ့ Story Time with Guest Starting Channel လေးကိုလည်း like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ဦးဗျာနောက်ထပ်လှုပ်ရစမ်းကြဲဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်အားလုံးပဲတာတဲ့နေ့လေးဖြစ်ပါစေ